ဆိုင်ရှင်ဦးကိုအောင်မြန်မာရွာလေးတစ်ရွာမှာဦးကိုအောင်ဆိုတဲ့စိတ်ကောင်းရှိတဲ့ဆိုင်ရှင်တစ်ယောက်နေထိုင်ခဲ့ပါတယ်။သူ့ဆိုင်လေးကရွာအလယ်မှာရှိပြီးကလေးတွေကြိုက်တဲ့မုတ်တွေအယုတ်တွေအချိုရည်တွေအများကြီးရောင်းပါတယ်။မနက်တိုင်းကလေးတွေကပျော်ပျော်ရွှင်ရွှင်သူ့ဆိုင်ကိုလာကြပါတယ်။တနေ့မှာမိုးအရမ်းရွာလာပြီးလူတွေအိမ်ထဲမှာနေကြရပါတယ်။အဲ့ဒီအချိန်မှာမင်းဆိုတဲ့ကလေးလေးတစ်ယောက်မိုးဆိုပြီးဆိုင်ရှိကိုရောက်လာပါတယ်။သူ့မှာထီးမရှိပဲအေးပြီးကြောက်နေပါတယ်။ဦးကိုအောင်ကမင်းကိုချက်ချင်းဆိုင်ထဲခေါ်ပြီးနှွေးနှွေးထွေးထွေးလက်ဖက်ရည်နဲ့မုတ်ကြွေခဲ့ပါတယ်။ခဏကြာတော့တခြားကလေးတွေလည်းဆိုင်ထဲရောက်လာပြီးအတူတူကစားကြပုံပြင်တွေနားထောင်ကြပါတယ်။မိုးတိတ်သွားတဲ့အခါကလေးတွေကကြီးစုတင်ပါတယ်ဦးကိုအောင်လို့ပြုံးပြုံးရွှင်ရွှင်ပြောကြပါတယ်။အဲ့ဒီနေ့ကစပြီးရွာသားတွေကသူ့ကိုဆိုင်ရှင်လို့မခေါ်တော့ဘဲအားလုံးရဲ့တငယ်ချင်းလို့ခေါ်ကြပါတော့တယ်။တင်ခန်းစာကျင်နာမှုကလူတိုင်းရဲ့နှလုံးသားကိုနှွေးထွေးစီပါတယ်။